Hello အားလုံးပဲမင်္ဂလာပါရှင်မိသက်ပါရှင်မမေကဒီနေ့မှာပေါ့နော်ဒီမာလာအနက်မွေးလေးနဲ့ထုံထုံဆက်ဆက်ကလေးပေါ့နော်အရသာရှိတဲ့အားလုံးမာလာလေးကိုဘယ်လိုလေးကြောရမလဲဆိုတဲ့နီလန်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုစားလိုက်ရအောင်နော်အရင်ဆုံးဒါအာလူနှလုံးပေါ့နော်မမေအာလူအကြီးတစ်လုံးအသေးတစ်လုံးဒါလေးကိုရေဆေးမယ်ပေါ့နော်ရေဆေးပြီးလို့ရှိရင်မမေကအခွန်ခွာပါမယ်ဒါမမေကရေဆေးပြီးတော့ခွန်ခွာထားတာပေါ့နော်အခွန်ခွာပြီးထပ်ပြီးရေမဆေးပါဘူးနော်ပြီးရင်တော့ဒါကိုအချောင်းလေးတွေဖြစ်အောင်နှီးပါမယ်အချောင်းလေးလိထားပါပေါ့နော်ဒီထက်မမေရတာအကျော်မှုန့်ပေါ့နော်အကျော်မှုန့်လေးထည့်ပေးလိုက်ပါတယ်တစုံပေါ့နော်တစုံထည့်ပေးလိုက်ပါတယ်ပြီးရင်တော့မမေကစားပေါ့နော်စားလေးအနေငယ်ထည့်ပေးလိုက်ပါတယ်နောက်ပြီးရင်တော့မမေကငရုတ်ကောင်းမှုန့်လေးပေါ့နော်ဖြူပေးလိုက်ပါတယ်ပြီးလို့ရှိရင်ဒီ၃မျိုးပဲထည့်မယ်နော်ပြီးရင်တော့ဒါကိုတေချာလေးနှံ့သွားအောင်လည်းပေးလိုက်ပါမယ်ပေါ့နော်ဒီအာလူချောင်းလေးတွေကလုံးဝရေချောက်နေရမယ်ပေါ့နော်ရေဆူနေလို့မရပါဘူးလုံးဝချောက်နေရပါမယ်တကယ်လို့ဆူနေရဆိုတစ်ရှူးလေးနဲ့ဆုပ်ပေးပါတော့နော်ဒါလုံးဝနှံ့သွားပြီပေါ့နော်နှံ့သွားပြီဆိုစပြီးတော့ကြော်ပါမယ်စီပူပူထဲမှာခုနကဒီအာလူလေးတွေကိုမမြန်နည်းနည်းချင်းခွဲပြီးတော့ကြော်ရဲပေါ့နော်ကြော်တဲ့အခါမှာမီအေးအေးလေးနဲ့စိတ်ရှိရှိနဲ့ကျွတ်သွားတဲ့အထိကြော်ပေးရပါမယ်အပြင်ကကျွတ်လေးပေါ့နော်အတွင်းအီလေးအဲ့လိုပုံစံမျိုးလေးပေါ့နော်ကြော်ထားတာပါရှင်ဒီလိုလေးကျွတ်သွားပြီပေါ့နော်ဒီလိုလေးနည်းနည်းလေးအယောင်လေးရွှေဝါရောင်လေးတန်းပြီးကျွတ်သွားပြီဆိုရင်မမေကဒါလေးကိုဆယ်ပြီးတော့မှစီးစစ်ပေးထားလိုက်ပါမယ်ဒီအာလူချောင်းလေးတွေမမေကဒါစီးစစ်ပေးထားရပေါ့နော်ကဲပြီးရင်တော့မမေကကြံတဲ့အာလူချောင်းလေးတွေဆက်ပြီးတော့ကြော်လိုက်ပါအောင်မယ်ဒီအေးလေးနဲ့စိတ်ရှိရှိလေးကြော်ရပါတယ်ပေါ့နော်ကြော်ပြီးသွားရင်တော့စီစစ်ပေးလိုက်ပါမယ်မမေက3ခါခွဲပြီးတော့ကြော်ရတယ်ပေါ့နော်ကဲဒါအားလုံးကြော်လို့ပြီးသွားပါပြီပြီးရင်တော့မမေကမာလာအရတော်အတွက်စလုံးကြီးရဲ့မာလာရှန်ကောအနှစ်လေးကိုတုံးထားပါတယ်မမေကစီတွေဖယ်ထုတ်လိုက်တယ်ပေါ့နော်စီနည်းနည်းလေးပဲခြံထားပါတယ်အဲ့ထက်မှာမာလာအနှစ်လေးကိုစီတက်မယ်ပေါ့နော်မာလာအနှစ်လေးစီတက်ပါမယ်ပေါ့နော်ဒါခုနကပေါ့နော်ကြော်ထားတဲ့အာလူချောင်းကြော်လေးတွေပါဒါဒီတိုင်းစားလို့ရတယ်နော်ပြီးရင်တော့ခုနဒီအာလူချောင်းကြော်လေးတွေကိုဒီစီတက်ထားတဲ့မာလာအနှစ်ထဲကိုထည့်ပြီးတော့မှလုံးဝဒီအနှစ်နဲ့အာလူချောင်းကြော်လေးတွေပေါ့နော်လုံးဝတမသွားတဲ့အထိတေချာလေးပေါ့နော်မှွေပေးပါမယ်ဒီနေ့ကဒါလက်တစ်ဖက်ကကင်မရာကင်ထားဆိုတော့အိုးကလိုက်ပြီးတော့ရွှေ့နေတာပေါ့နော်လုံးဝပေါ့နော်ဒါမှလာအနှစ်နဲ့အာလူချောင်းလေးတွေလုံးဝနှံ့သွားပြီပေါ့နော်ဒါဆိုရင်တော့စားလို့ရပါပြီရှင်လိုက်လောက်စားကြည့်နော်ဒီမှာပေါ့နော်ဒါမာလာရတာပေါ့နော်မာလာရတာဆက်လေးနဲ့အရင်မှစားလို့ကောင်းပါတယ်ရှင်သမင်းပူလေးလေးပဲစားဒီတိုင်းလေးပဲစားပေါ့နော်အရင်စားလို့ကောင်းပါတယ်ဒီတိုင်းလေးလိုက်ပြီးတော့ကြော်စားကြည့်ကြပါရှင်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကြောက်ချင်းစီကိုမမေကကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းမမေကပါဟင်းလေးချက်ပြအောင်မလဲဆိုတာကိုအားလုံးပဲဆက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးရှင်ဒီလိုမျိုးမာလာအနှစ်နဲ့မပြောဘဲနဲ့ခုနလိုအတိုင်းလေးပေါ့နော်အာလူချောင်းကြော်ပုံစံမျိုးနဲ့ကြော်ပြီးတော့စားလို့ရပါတယ်ရှင်ကဲအားလုံးပဲနှုတ်ဆက်ပါရနော်ဘိုင်ဘိုင်မမေကဒါထမင်းဖြူလေးနဲ့စားမှာပေါ့နော်ဒါပိန်နဲ့တိချက်ထားလေးပါ